အားလုံးမင်္ဂလာပါဒီချက် A ဖြစ်ပါတယ်ဒီကနေ့တော့ဒီ channel တူတူ IGCSE O-Level Additional Mathematics Paper 2 2021မှာမေးခဲ့တဲ့အောက်တိုဘာနိုဝင်ဘာပေါ့မေးခဲ့တဲ့မိကုံးဟောင်းတစ်စောင်းဒီ channel တူတက်ကြည့်ရအောင်ပါပထမဦးဆုံးတစ်ပုဒ်ကတော့ inequality ရှင်းတဲ့ပုံစံလေးပါကဲ channel တူတူတက်ကြည့်ရအောင်ဒီမှာကျတော့binomial နှစ်ခုရှင်းမဲ့အခါမှာကျမတို့ကလေးကတွက်ခဲ့တာကဂိမ်းတစ်ခုမြောက်တဲ့အခါမှာဒါ x လေးက x နဲ့လဲဆိုင်နဲ့ negative 2နဲ့လဲဆိုင်နဲ့မြောက်လိုက်မယ်နော် a square minus 2x ကဲ9ကိုမြောက်ရင်လည်းကျမတို့နှစ်ခုရှိတယ် 5x ရဲ့ negative 10နဲ့ကဲဒါဆိုရင်ဟိုဘက်ချမ်းကဘယ်သူစောင့်နေလဲ 3x plus ဒါလေးကဒီချေတို့အရှိမ x square အနေနဲ့ရှင်းစရာမရှိဘူးပြန်ရေးမယ်ဒီနှစ်ခုကိုရှင်းမယ်ဆိုရင်တော့ဘာရမလဲဟုတ်တယ်များတာလက္ခဏာအပေါင်း 3x ရမယ် negative 10ဟိုဘက်ကိုလမ်းကြည့်လိုက်တော့လေ0ရှိတာက 3x အဲ့တော့အပေါင်း 3x no 3x ခြေတယ်လို့ပဲပြောပြောရွှေ့တယ်လို့ပဲပြောပြောအဲ့တော့အပေါင်း6ဒီဘက်လာလိုက်ရင်တချို့ရဲ့အဖြေလေးကဘာရနေလဲဆိုတော့ဘာမှမရှိတော့ဘူးချို့ညာဘက်မှာ0ဆိုတော့ဒါလေးကိုမြင်လိုက်တာနဲ့တချို့ဆိုတန်းသိမယ်သူဒီ x plus 4တကွင်းပေါ့နော်ဆိုတော့ x နဲ့ထပ်နဲ့4နဲ့ထပ်တို့ရဲ့ခြားနာခြင်းဆိုချို့ကွင်းလေးကx plus 4တကွင်း x minus 4တကွင်းဆိုတော့ဒါကို algebraic နည်းနဲ့တွက်မယ်ဆိုရင်ဒီ equation ကနှစ်ထပ်ပါတယ်ပေါ့နော်နှစ်ထပ်တစ်ထပ်ကဏ္ဍတနည်းအားဖြင့်ဒါ quadratic equation ပြောရမယ်ဆိုရင်ကျွန်တော်ပါစောက်ပုံစံလေးဖြစ်နိုင်တယ်အဲ့တော့ဒီကွင်းနှစ်ခုအရာတချို့တို့ကဒီကွင်းကိုစမတို့ဘာဖြစ်လဲ x ဝင်ရိုးဖြတ်မှတ်ဒီအနေနဲ့အပေါင်း4နဲ့အနှုတ်4ရှိမယ်ပြီးတော့မှလိုချင်တာကကြတော့3ညထပ်ကို greater than ဆိုတော့အပေါ်ကအပိုင်းပေါ့ဒီပိုင်းလေးပေါ့ဒါဆိုရင်တို့ကြည့်လိုက်ကားသွားတယ်လားဆူသွားတာလားဟုတ်တယ်ကားသွားတာဖြစ်ပါတယ်အဲ့တော့အနှုတ်4ထပ်ငယ်နေပြီးတော့အပေါင်း4ထပ်ကြီးပါတယ်ဒါကြောင့် answer တက်ပါမယ် x ဒီ negative 4ထပ်ငယ်နေပြီးတော့ x ဒီ4ထပ်ကြီးနေပါမယ်ဒီပုံစံလေးနားလည်မလား